ဒီကောင်းတဲ့စိတ်ကလေးဖြစ်အောင်လုပ်တာချမ်းသာတဲ့စိတ်ကလေးဖြစ်အောင်လုပ်တာကြည်လင်တဲ့စိတ်ကလေးဖြစ်အောင်လုပ်တာလွယ်ကူတဲ့အလုပ်မဟုတ်ဘဝမှာသူကတန်ဖိုးအကြီးဆုံးအရာဖြစ်တဲ့အတွက်ကြောင့်သူ့ဖြစ်အောင်လုပ်ရတာလည်းပဲအခက်အခဲဆုံးဆိုတာတဘာဝကြတယ်ရွှေတွေငွေတွေတဲ့တန်ဖိုးရှိရနော်ကြည်လင်တဲ့စိတ်ကလေးအေးချမ်းတဲ့စိတ်ကလေးဖြစ်အောင်လုပ်တတ်တဲ့အရည်တွေကဟုတ်တယ်မဟုတ်လားဘဝမှာစိတ်ချမ်းသာဖို့လည်းဘာအရေးကြီးသေးတာတော့အဆန်ရှားတယ်ဆိုတာလည်းသူချမ်းသာဖို့အတွက်ရှားပေးရတာကောင်းကောင်းလေးစားပေးတာလည်းသူချမ်းသာဖို့အတွက်ကောင်းကောင်းလေးကြည့်ပေးတာလည်းသူချမ်းသာဖို့အတွက်ဟိုလူနဲ့အတူနေခြင်းလေဆိုတာလည်းသူချမ်းသာဖို့အတွက်ပဲဟုတ်တယ်မဟုတ်လားဒီစိတ်ကလေးချမ်းသာဖို့အတွက်ပဲဘုန်းဘုန်းတို့ဘာလုပ်နေရတော့အကုန်လုပ်နေရစိတ်ချမ်းသာသွားပြီဆိုရင်ဓာတ်ထက်ကောင်းတာဘာရှိအောင်မလို့ဟုတ်လားဒါဘုန်းဘုန်းတို့တွေကလှုပ်တက်မယ်ဆိုလို့ရှိရင်သူအည်သွေးရှိဆုံးလူတစ်ယောက်ဟုတ်လားအဲ့တော့ဟိုတော့တောင်လေးစလိုကြီးဟိုကဘုရားသဘောကျတယ်သူ